အလုံးတွေဘလောက်ကြံကြံမိသားစုတွဲဆိုပြီးပြင်ပန်းတဲ့တန်ကိုကျွန်တော်ခံနိုင်တယ်နေဝင်ချိန်ရောက်လို့အလောက်ကပြန်တယောက်တည်းထမင်းစားချိန်ရောက်တော့မိဘအိမ်ကိုလွှမ်းရပြန်တာပေါ့ကျွန်တော်အသေးကွင်းငင်းငတ်နေတာမဟုတ်ဘူးကျွန်တော်အိမ်ကိုလွှမ်းရအပြေးပြန်ချင်နေတာအဖေရဲ့ဆူဆုံးမှာအမေရဲ့ဆေးဆူတန်တွေကိုမကြားတော့ကျွန်တော်အိမ်ကိုပူလွှမ်းရတာပေါ့ဆိုမိုင်းခဲ့တဲ့မြအမေရဲ့သားမျက်ရည်တွေနဲ့ညပတ်အိမ်ရခက်နေပြီအဖေစူးစမ်းနေတဲ့အတော်တွင်မှာအဖေနဲ့အမေတက်ရှိကျမ်းမာနေပြီပါအရန်ချစ်တယ်အဖေနဲ့အမေချစ်တယ်ဆိုတဲ့စကားလုံးကိုအဖေနဲ့အမေရှိမှမပြောရဲပြီမယ်ကျွန်တော်ခုပြပရောက်နေတဲ့ဝိတ္တနီယာကနေဖုန်းထဲကနေပဲပြောနိုင်မှသိတယ်ဖုန်းထဲကဆိုရင်တော့ဖုန်းထဲမှာပြောနေတာမဟုတ်ပါဘူးအခုလိုဗီဒီယိုနဲ့မှတစ်ဆင့်ကျွန်တော်ပြောရတာပါအရန်ချစ်တယ်အဖေနဲ့အမေအောင်မြင်တဲ့တနေ့အရန်ချစ်တယ်ဆိုတဲ့စကားလုံး surprise အနေနဲ့ကျွန်တော်ပြောချင်ပါတယ်အရန်ချစ်တယ် ဟောအေးမောPak ketua WK ji.